ဒီဆရာတော်ကတော့သာယာခေါ်ဆိုရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုချိန်မှာ73စီစီအင်မတန်ခေါင်ခိုက်ပြီးတော့73စီဆိုင်မှာတန်းစီနေရတဲ့ချိန်မှာဒီဆရာတော်ကတော့သူ့ရဲ့3ဘိန်း7ဘိန်းလေးကိုဆူလာပြားနဲ့ join ပြီးတော့မောင်းနေတာပဲဖြစ်ပါတယ်။ဆရာတော်ကဇလွန်ကနေဓာတ်ဥကိုကြွမှာလို့သိရပါတယ်။ဒါကဇလွန်မှာစွန့်ကတ်တာကိုလာဖုံးပေးပြီးတော့ဓာတ်ဥကိုပြန်ကြွမှာပဲဖြစ်ပါတယ်။ဆရာတော်ရဲ့ဒီထွန်ထားတဲ့ဉာဏ်တွေကိုလည်းချီးကျူးရမှာပဲဖြစ်ပါတယ်။ညာတွေတန်းစီနေရတဲ့ချိန်မှာတော့ဆိုလာလေးနဲ့ဆင်ထားတဲ့3ဘိန်း7ဘိန်းလေးကိုလှုပ်ထားတာတော့အင်မတန်ချီးကျူးစရာကောင်းပါတယ်ဒီလိုမျိုးလေးတီထွန်လှုပ်ထားရင်တော့73စီဆိုင်မှာသွားပြီးတော့တန်းစီစရာလည်းမလိုပါဘူးအေးဆေးပဲညီထွက်နေရင်တော့ဥပဒေဘယ်တီးရအော်တိုအားပြည့်နေမှာပဲဖြစ်ပါတယ်ဒီလိုမျိုးတီထွန်ပြီးတော့စီးကြရင်တော့အများကြီးတက်တာမယ်လို့လည်းမြင်မိပါတယ်